နေတာဖြစ်ပါတယ်ထွေထူးပြီးတော့ညှိစရာတော့မလိုဘူးပေါ့နော်အကြိုက်တူတော့အဆင်ပြေပါတယ်အခုဒါကတော့ဒီမှာကိုငယ်တယောက်ကသူစားခြင်းနဲ့မုံနေရှိမှရက်ပြီးတော့ဘာစားရမလဲဆိုတော့မေးပုတ်ပြီးတော့စဉ်းစားနေတာပါရှင်ဟောသူကြိုက်တာကိုလှမ်းယူပါတယ်ရှင်ကဲအခုဆိုရင်ဈေးဝယ်တဲ့အမှုပြီးသွားပါပြီအခုဆိုလို့ရှိရင်ဈေးဝယ်တာပြီးသွားပါပြီဈေးဝယ်တာလေတော်တော်လေးလဲကြာသွားပါလေတော်တော်လေးလဲစုံသွားပါပြီတတ်တာပါနောက်ထပ် blog တွေမှာပြန်စုံပါမယ်ရှင်